ကဲရှေ့ဟာရှေ့ခရက်စိန်လုံးတာပါကဲဟိုကြည့်တာကလေးတယောက်ကလှုပ်လိုက်တာမလုံးနဲ့ဟိုဆိုလည်းမရဘူးအရန်လှုပ်ချင်တာတရားပညာကလေးလေးရဒီချာမစေးမကြောမကြီးပြင်စင်နေကြည့်မစုံနေကြီးတွေနဲ့ဟုတ်တယ်ဟိုရဲ့ ဝါရှာနေတဲ့ဒီလမ်းကြားတွေကဝါရှာနေမဲ့နေအိုင်းကောင်ကြီးရှိနေသင်ကကြက်ပေါ့နော်အဲ့ဒါလေးတစ်ခုတတိပြုသေးချင်ပါတယ်ပြီးတဲ့လူတွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဘဝတူပညာသင်လေးတွေဒီကိုလေးတွေမတည်သေးတဲ့ကားဆရာကြီးတွေနော်ဒီလိုင်းလေးအဓိကပဲအဲ့မော်ဒယ်ကပါရှိဘူးအဲ့မင်းလုံးလာတဲ့ဟာကကြက်ထုတ်နေတာပေါ့နော်မင်းအရန်တော်တာမင်းလုပ်ပေးတဲ့ break ကတော့အမဟိုဟာဖြစ်မှာပဲရှေ့ဝါးတပြန်ပဲရလမ်းမှာဘယ်ချိန်ပေါက်မလဲမသိဘူးနော်ဝါရှာကွင်းနဲ့လူလေးနည်းနည်းလေးဆွဲလိုက်မကြည့်ချောင်းသွားပြီကြက်နေမရဘူးချောင်းမထောက်မှာမို့လားဒါပြဘာမှဝင်းနေလာမနေအောင်ထားထားအောင်ငါတစ်ခုပြီးအောင်လုပ်ဦးမယ်ဒီထောက်မှာထောက်ပြီးတော့ပြည့်တော့ဘာမှမလုပ်လုံးလို့လည်းမရဘူးလေမင်းလုံးတာရမှမရတာဟဲ့ငါတို့ဒီဘက်ကငါ့ကိုလာမှန်မယ်ဘာမှမမှန်ဘူးတစ်ချက်ထုတာနှစ်ချက်ပဲရနှစ်ချက်ပဲထုနော်ဘိုးဘက်သွားထားလာမှာပေါ့ငါလုံးနေတာကြားတယ်ခကြီးကမရောက်တော့ဘူးမင်းလုံးတာမင်းကလာနှောက်ရှက်တဲ့ခကြီးတယ်ဒီဘာဖြစ်လို့အောက်ပိုင်းစစ်နေတယ်အောက်ပိုင်းစစ်ပြီးတာဘူးကောင်းတယ်မင်းနာလေပြေကလေထားမဟုတ်ဘူးတိုင်းငယ်ဒီစုပ်တိုင်းငယ်ရဲ့ဟာဘောကြီးလေဟာမင်းဘာလဲဘာတင်အောင်မှာတော့မင်းကောမရဘူးဒီတော့ဟိုနေ့ကကျွန်တော်ဟောမင်းဘာတင်အောင်မှာလဲလို့အကုန်တင်တယ်ဗျာအာမတော်တာတာလေးတော့လားမင်းတို့မဘူးပြကိုမသိနဲ့လာထိုင်တာမင်းကဟိုမှာမဟုတ်ဘူးအဲ့တုံးပေးတုံးပေးလို့တော်တော်ရိုက်တာလားဟုတ်တယ်ဟာယတနာပဲကွာဘာမှမဖြတ်ဘူးဒီမှာအကြီးမင်းတို့ကတင်းဘာမှထဲတာမလက်လေးပဲဘေးစီတုံးထွက်နေဟိုတုံးကြီးနဲ့မတရားကြီးထဲနေမှာတော့ဦးလေးတို့ကလူတွေလို့ဒါတော့လူတွေဘာမှမသိဘူးလို့စီခန့်ဖုတ်ခုံဝင်လာတာဟုတ်တယ်မမင်းသားမနာသေးဘူးလားမနာသေးဘူးဟုတ်နိုင်ဟိုဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ရှိရမှာရှိရလေဘာဖြစ်လို့မဟုတ်လေထမင်းစားနားတဲ့ဆန်ကိုကတော့ကျွန်တော်လှမ်းတောက်မယ်လေဒီမှာဒီနားနေတာကိုဟောဒီမှာအခုဒီမှာဒီရောက်မှာဒါလေးလုံးခေါင်းသွားလောက်တာခေါင်းသွားလောက်တာတစ်နှစ်ရှိသွားပြီတစ်နှစ်ပြည့်သွားတယ်တဲ့3လပဲလို့တော့တယ်တစ်နှစ်ပြည့်ဘူးဟုတ်လားဘော်ဒီခေါင်းသွားအပ်တာဒီတောင်းလိုက်မနေ့ကမှအင်ဂျင်ကြီးရောက်တင်အပုံတက်တယ်ဒီရလင်းနေတာအခုမှပြိတ်ပတ်လဲပြိတ်ပတ်လဲရတယ်အာမကောက်တယ်ကိုဒီရိုက်တယ်ကကြီးတော့လားကကြီးကြီးနေတယ်မရဘူးသွားသားမှမြန်မြန်ဆန်ဆန်ဟောရေးလိုက်တာဒါကြီးရမလို့လားကကြီးယူဆိုကကြီးယူလိုက်ဆမ်းမှာဓာတ်နဲ့လီဖြတ်လို့မရလို့ပေါ့ဒီကလေးဟုတ်တယ်အဲ့ကောင်ဒီကတော့အဲ့ကောင်တော့ကောင်းမှာမင်းဟိုလှုပ်ချင်တာအရန်လှုပ်ချင်တာသိရမလားသဘောတရားကိုသေချာလဲမလေးတာဘူးဟိုတက်ချင်တာများတယ်တော့ရှေ့ကျော်လောင်းအားကြီးနေဘုရားနိုင်တို့သေးချက်နေတော့မယ်မနေ့ကဘယ်နှစ်နာရီစားတာခမင်းစနေတို့အကောင်စနေတို့ကနေပေါ့ကွာဟိုကဒီမှာကြည့်လိုက်ရုံနေဆို2နာရီ3နာရီမှစားမင်းသေးတွေမကင်တမ်းပါနဲ့ဒီနားမှာလုံနေသေးတွေဘရိတ်လုံးရင်သဲမကင်ရဘူးလေကွာဟိုဗရိတ်လုံးမှမဟုတ်ဘူးဆက်ပြင်သဲကိုမကင်ရဘူးဗရိတ်တစ်ခုလည်းလုံးမှမဟုတ်ဘရိတ်ကပို့ဆိုးတယ်အင်ဂျင်နဲ့ကြမှာမင်းသဲထည့်သဲထည့်ပေးတာမင်းဆရာလည်းထုံးပြီးတော့ရပြီသဲတာဟုတ်တယ်လားပြီးပြီအင်ဂျင်ကသဲထည့်လားညောင်းနေကဲနေရောက်နောက်နေ့ကျရင်မင်းဆရာမလာခင်နဲ့အမဝတ်ထုတ်ဆွဲပြီးတော့ဒါမင်းအမပြေးတော့အိမ်ကိုရောက်အောင်ပြေးတော့အိမ်ရောက်ရင်တော့ငယ်လား
မင်း ဟာတော့ဝက်ရှော့တဲ့တကူကမှပညာသင်လေးလိုနေလို့ ဟာလားဘယ်နာရီอ่ะ တောင်းရောက်တော့ နောက်တော့ဟုတ် တော့လုံးလို့ခေါ်ပြီးဒီမှာဒီလိုနေ ဟာ ဒီကမှာပြည့်သွားလိုက်အောင် အာ ဘလို့ငါမင်းတို့လိုအောင်သွားမှာငါတော့လိုလို့ပါဒီမှာပဲ ဒီရောရောလူခေါ်လိုက်တော့ပါခေါ်လိုက်တော့မှာဘလောက်ရရခိုးယူနေလေးတော့ရ ဘယ်လောက်မင်းမ ဝတ်တာကရ ဘယ်သားကမို့ငါလာလုံးမယ်လာတာဘယ်လောက်ရမှာ စိတ်နဲ့ ဟမ် စိတ်နဲ့တိတ်မို့ တသိန်းခွဲ ပညာသင်သမင်းမို့ပါတယ်မပညာလေးရဝင်းတော့မေးတိုင်းဒီမှာလုံးဘာပညာကရ အာရောဘာတက်တာ တိုင်းစစ်ခွေးမော လက်ကိုလာလို့လဲတွေတွေ့လာတာ အဲ့တဲတွေပဲတာ မေးတိုင်းမှာလုံးပကံစစ်ခွေးမောမရအားရောက် ကတော့ပါစကား တော့ ရှိ မရှိ ရှူးကြနေမှာတေချာထက်မရပါအဲ့ကောင်အနားနိုင်တော်တော်ကြောက်ပါဟဲ့လားမကြီးသေးတွေအဲ့ကောင်လုံးရင်ကြည်နေရလွတ်လို့မရဘူးအဲ့ကောင်ပို့ဟိုဖြစ်မဲ့ဒုက္ခပေးမယ် ငွေတို့တို့တော့ကောင်းလေးကြာငယ်လုံးနေဒီရွယ်တဲ့ကလည်းအဲ့လိုလုပ်ထားမှာ အားမဟုတ်ဘူး ဟမ် မျက်စိအမြင်ပေါ့ อืม ချက်ထုတ်တယ်ဟိုကောင်เนี่ยဘလို့ဒီဘောကဆရာကြီးကဟာကျွန်တော်မြောက်ပြီးကားမောင်းနေတယ်ဆိုတော့ဆရာကြီးခလေးနဲ့ပဲဆော့နေပါ ကလေးနဲ့ဆော့ကလေးနဲ့ဆော့လို့ရဘူးလား မဟုတ်ဘူးလေကားထွက်နေကိုခလေးကဟိုဟာမှာနေတာဒီအိမ်မှာနေတော့ဟုတ်တော့မှာဘယ်လိုပြောဟာအဲ့ကောင်ကမနိုင်ဘူးနော်အဲ့ကောင် မနိုင်ဘူး အဲ့ကောင်ကမြောက်လောင်းမယ်ကြည့်ရအောင် အေးဆိုအပြင်ရောက်သွားရင်အလုံးမသူမဟုတ်တဲ့အတိုင်းမခုတ်တတ်ကြောင် ကျွန်တော်တို့သမီးတွေလိုပါပဲဟောပြင်ရောက်ရင်တော့ အင်ဂျင် လူရိုတွေရှင်ရိုတွေပဲ ဒါပေမဲ့အင်ဂျင်နော်သူနဲ့အဲ့လိုရင်းနှီးသွားတဲ့အိမ်မျိုးဆိုလို့ကတော့မင်းလိုက်ပြီးတော့ကြည့်ဖို့သာပြင်ဟာအဲ့ဒါလိုက်ဆွဲနေမောင်တော်ကမနက်6သွားကြည့်တော့ကောင်းတယ်တဲတာခေါ်အောင်မွေးနီတို့သိရမှာ อืม မွေးနီတို့မဲကြီးတို့ဘုလူကြီးရှိတော့အဲ့ဒါပြေးလိုက်ကောင်းမှာ ဟိုလေမောင်းတော့မောင်းကြည့်ပေါ့